ဒီကောင်ကြည့်ဒီစမ်းဒီကောင်အလုပ်ချိန်မှာတော့အိတ်နေသေးတယ်တွေ့မယ်ဟဲ့အောင်နိုင်အမေပြုံးအောင်ပြုံးနေသေးရဲ့ကြည်ဟဲ့အောင်နိုင်ဗျာဟဲ့ငါဒီမှာလာငါစီလိုက်ခဲ့ညညဘက်ဘာကြီးလုပ်နေလဲအခုလည်းအလုပ်ချိန်မှာတော့လာအိတ်ငိုက်နေတယ်ငါအဲ့လိုမျိုးတွေညင်လို့စူလို့ရှိရင်လည်းနင်တို့တွေကငါမကောင်းဘူးဆိုပြီးအတင်းကပြောကြသေးတယ်နင်တို့လောက်တာတွေကမှန်လို့လားအခုလည်းအဲ့ဒီမှာလာခိုးငိုက်နေတယ်နင်တို့အလုပ်လုပ်ဖို့လာအိတ်ဖို့လာဟမ်ဟုတ်ကဲ့ပါကြိုက်နောက်အလုံးဖြစ်စီရပါနင်တို့ပြောလိုက်ရင်တော့အဲ့လိုပဲနောက်တစ်ခါမြင်လို့ရှိရင်လည်းကိုယ့်ဘာသာကိုယ်အိတ်ရှာစီမှာ resign သွားတယ်နော်ဒီတစ်ခါတော့ပထမဆုံးကျင်နဲ့နောက်ဆုံးကျင်နင်ကိုခွင့်လွှတ်ပေးလိုက်မယ်ဟုတ်ကဲ့နော်နေရောငါနင်းအရင်တော့ကဒီမှာဘာပြစ်မှာတော့မလုပ်ဘူးပါဘူးအဲ့ဒါကိုငါထောက်ထားပြီးတော့ငါနင်းကိုဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်မယ်နင်းကိုငါတောက်နေကြစီနင်းကိုပေးလိုက်မယ်ချိတ်ဒါဘာစီဒါက melatonin လို့ခေါ်တဲ့ဖြစ်ဆွတ်စာလေနင်ကအခုနေခင်းမဲ့ကြအိမ်ငိုက်ညကြလို့ရှင်အိမ်မပြောဖြစ်နေရမလားအဲ့ဒါနင်ခန္ဓာကိုယ်က melatonin လို့ခေါ်တဲ့ဟော်မုန်းမထွက်လို့ဖြစ်နေတာငါတို့ကညကြလို့ရှိရင်အိပ်ပျော်စေတဲ့အုံနောက်ကနေထုတ်ပေးတဲ့ melatonin ဆိုတဲ့ဟော်မုန်းကညကြမှထွက်တာလေအဲ့အချိန်မှာငါတို့ကဖုန်းတွေ laptop တွေကြည့်လိုက်လို့ရှိရင်အဲ့အလင်းနဲ့နေကြအဲ့ဟော်မုန်းမထွက်တော့ဘူးပြီးရင် stress တွေများရင်လည်းအဲ့ဟော်မုန်းကမထွက်ဘူးအဲ့တော့အိမ်မပြောကြတော့အိမ်မပြောတော့မနေ့ကြလို့ရှိရင်လူတွေကလမ်းစားတက်ကြမှုကမရှိဘာလို့စိတ်ကမပါတော့ဘူးအိမ်ငိုက်ကြလေရောအဲ့ဒါကြောင့်မလို့နင့်ကိုဒီ melatonin လို့ခေါ်တဲ့ဖြစ်ဆွတ်စာကိုနင့်ကိုပေးတာနော်ဒီဆေးပေးပြီးတော့မှထပ်ပြီးတော့အိမ်ငိုက်နေဦးမယ်ဆိုရင်တော့နည်းနည်းကလည်းတွေ့ပြီနော်ဟုတ်ကဲ့ပါချိုက်3 days later ဟဲ့အောင်နိုင်တက်ကြွလာ ਈ လားထမင်းစားချိန်တော့မနာပဲနဲ့အလုပ်တွေပါကြီးလုပ်လို့ဟမ်အဲ့ဒါဂျာကြီးကြောင့်လေငါကြောင့်ဟုတ်တယ်ဂျာကြီးပေးတဲ့မလက်တိုနင်ဆိုတဲ့ဖြစ်ဆက်စာကိုနေတိုင်းတောက်တော့ကျွန်တော်ညဘက်တွေမှာကောင်းကောင်းမွန်နဲ့အေးဝါအိပ်ပြော်ရလေအဲ့တော့မလက်ကြလို့ရှိရင်အေးဝါတော့ဒီကစိတ်လဲကြည့်တယ်ဒီကတက်ကြွနေရဆိုတော့ဘယ်လို့ဆိုကျွန်တော်စိတ်ပါလက်ပါလဲလုပ်နိုင်တယ်လေဩအေးပါငါနေ့ကိုပေးလိုက်တဲ့ melatonin ဖြစ်ဆက်စာကြောင့်နင်အခုလိုအကျိုးရှိသွားတာတွေ့ရတော့ငါဝမ်းသာတယ်ဟဲ့အောင်နိုင်လို့ညာဘက်အိတ်မပြောပဲလုပ်ငန်းခွင်ရောက်မှအိမ်ငိုက်တက်သူတွေရှိလားရှိရဆိုရင်တော့ light extension ကထုတ်လုပ်ထားတဲ့ melatonin ဖြည့်စွက်စာကိုနှိမ့်စင်မိဝဲစီလိုပါတယ် melatonin ဖြည့်စွက်စာကကျမတို့ညာဘက်မှာနှိမ့်ဆိုင်စွာအိပ်ပျော်ဖို့အတွက်အထောက်ပံ့ပေးနိုင်တဲ့ဖြည့်စွက်စာဖြစ်တာကြောင့် light extension medicine melatonin ဖြည့်စွက်စာကိုဝယ်ယူခြင်းနဲ့မိတ်ဆွေများအတွက်ရန်ကုန်မှာဆို city care medical ကိုဟန်တင်မက်တင်နေအောင်ဆေးဆိုင် life lab pharmacy ဗရာအိုးဆေးဆိုင်တွေမှာဝယ်ယူရရှိနိုင်ပြီးတော့မန္တလေးမြို့မှာဆိုရင်တော့ကိုဟန်တင်မက်တင်နေအောင်ဆေးဆိုင်နဲ့ဟိန်းဆေးဆိုင်တို့မှာဝယ်ယူရရှိနိုင်ပါတယ်ရှင်